ရင်ရှုံးမပေးဖို့အားပေးခဲ့တဲ့တနေ့ကျရင်တော့သူဟာထူးချွန်တဲ့တီထွင်သူတယောက်ဖြစ်လာလိမ့်မယ်လို့အမေကပြောခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့အမေရဲ့နူးညံ့တဲ့လမ်းပြမှုအောက်မှာဂျွန်ဟာကိုယုံကြည်မှုတွေပြန်ပြည့်နဲ့လာခဲ့တဲ့အဲ့ဒီနောက်ပိုင်းရက်တွေမှာတော့ဂျွန်ဟာလမ်းလျှောက်နိုင်တဲ့ရုပ်မြင်သံကြားဆက် TV ကိုတီထွင်ခဲ့တယ်ဒါပေမဲ့စက်ကိုဖွင့်လိုက်တဲ့အချိန်မှာပဲအဲ့ဒီ TV ဟာတကားအပြင်ကိုလမ်းလျှောက်ထွက်ပြေးသွားတော့တဲ့နောက်တော့သူဟာသပင်ပေါက်ဆေးကိုတီထွင်ခဲ့တယ်ဒါပေမဲ့အဲ့ဒါကနေရာအနှံ့အမွေးပေါက်စေခဲ့တဲ့အဲ့ဒီနောက်ဂျွန်ဟာမြောက်စကပြန်ဆက်ကိုတီထွင်ခဲ့ပြန်တယ်ဒါပေမဲ့မြောက်တွေကသူ့ဖေရဲ့ဆိုင်ကိုပဲဖျက်ဆီးပစ်လိုက်ကြတယ်ဒီလိုထပ်ဖန်တလဲလဲကြာရှုံးမှုတွေကဂျွန်ကိုတစ်မျိုးလုံးရဲ့လှောင်ပြောင်စရာဖြစ်စေခဲ့တယ်ဒါပေမဲ့သူကတော့တီထွင်မှုတွေလုပ်တာကိုအရှုံးမပေးဘဲညှဉ်းဆန်ခဲ့တော့မှပဲသူဟာဂျွန်ဘော်ကလူနေမှုဘဝကိုမြင့်တင်ပေးဖို့စိတ်ပိုင်းဖြတ်ထားခဲ့တဲ့သူဟာအစားအစာထုတ်လုပ်တဲ့စက်တလုံးကိုတီထွင်ဖို့ဆုံးဖြတ်လိုက်တဲ့အဲ့ဒါကရေကိုအစားအစာအဖြစ်ပြောင်းလဲပေးနိုင်တဲ့စက်ပစ္စည်းတစ်ခုပါပထမဆုံးသူဟာပုံစံကျမ်းတွေကိုရေးဆွဲခဲ့တယ်ပြီးတော့ program ကိုအမြန်ရေးဆွဲခဲ့တယ်အဲ့ဒီနောက်ကနဦးစမ်းသပ်မှုတွေကိုလှုပ်ဆောင်ခဲ့ပြီးနောက်ဆုံးမှာတော့ရေထည့်ပြီးစက်ကိုပါဝါဖွင့်လိုက်ပါတယ်မျောလင်းချက်တွေအပြည့်ရှိနေတဲ့မြုံဝန်းတွေနဲ့ဂျွန်ဟာဆက်ရဲ့အောက်မှာသူ့လက်ကိုအောက်ကနေခံထားခဲ့တယ်မကြခင်မှာပဲဟမ်ဘာဂါပုံတံအရာတစ်ခုဟာသူ့ရှေ့မှာပေါ်လာခဲ့တယ်ဒါပေမဲ့နောက်တစ်ခုမှာပဲလျှက်စစ်ပါ